အားလုံးမင်္ဂလာပါဆရာဒီနေ့ဆွေးနွေးခြင်းအကြောင်းက2025 Major မှာမေးခဲ့တဲ့ Additional Mathematics Paper 11က Question number 6ဖြစ်ပါတယ်A curve has equation y is equal to x squared minus 1 divided by x squared plus 1 the whole to the power 4ဆရာတို့ကတော့ curve တစ်ခုရဲ့ equation ပေးထားတယ် Number A show that dy minus dx can be written as ax into a square minus 1 the whole cube divided by a square plus 1 the whole to the power 5အဲ့တော့ဒီ curve equation ဖြစ်တဲ့ y ကိုစရိုးတွေက dy minus dx differentiate လုပ်မယ် differentiate လုပ်တဲ့အဖြေကိုသူပေးထားတဲ့ဒီ form နဲ့ကတ်အောင်စရိုးတွေက written ရေးပေးနိုင်ရမယ်အဲ့လိုရေးပေးနိုင်ကြောင်းပြပါလို့သူကမေးထားပါတယ် show that ပြပါလို့မေးထားပါတယ်အဲ့ဒီသူရေးရမယ့် form မှာဆိုရင်ဒီ a တန်မိုးဒီis a positive integer အပေါင်းကိန်းပြဖြစ်ရမယ်လို့သူကပေးထားပါတယ်ဘာဆိုလို့ answer ကိုဖြည့်ရှင်းပြီးဘယ်လိုစမယ်စပြီးတော့ဆွေးနွေးကြည့်အောင်အဲ့တော့အရင်ဆုံးဒီဥစ္စာကိုဖြည့်ရှင်းတဲ့အခါမှာမေးခွန်းကဒီ y က quotient root အစားစီးမြင် bracket ထဲမှာဆိုရင်သူကအစားစီးမြင် quotient root division root ဖြစ်နေတယ်အဲ့တော့ပြီးတော့ဒီ the whole to the power 4ရဲ့ပါတဲ့အတွက်ကြောင့်ဒါကြီးကိုဆိုတော့ဒီတိုင်းdifferentiate လုပ်မယ်ဆိုရင်နည်းနည်းခက်ခဲနိုင်တဲ့အတွက်ကြောင့်ဆိုတော့ chain root ကိုသုံးပြီးတော့ differentiate လုပ်မယ်အဲ့ chain root ကိုသုံးမယ်ဆိုရင်ဒီ bracket ရဲ့တန်ဖိုးကို letter တစ်ခုသတ်မှတ်ပေးရမှာဖြစ်တယ်အဲ့ဆိုတော့ဒီ bracket ရဲ့တန်ဖိုးကိုဆိုတော့ u လို့သတ်မှတ်လိုက်မယ်ဒါဆိုရင် answer ဒီလိုစရမယ် let u is equal to a square minus 1 divided by a square plus 1ဒီ bracket ရဲ့အကောင်ကိုဆိုတော့တွေက u လို့သတ်မှတ်နိုင်မှာအဲ u လို့သတ်မှတ်ပြီးတဲ့အခါမှာဆိုတော့ရှာမှာက dy မှာ dx ရှာမှာက dy by dx ကိုရှာမယ် dy မှာ dx ကိုရှာတဲ့အခါမှာဆိုတော့ chain root ကိုသုံးပြီးရှာမယ်ဟောအရင်ဆုံးဘာရှာမလဲဆိုတော့အဲ့တော့ဒီ bracket ရဲ့တန်ဖိုးဆိုတော့ u လို့ထားလိုက်တယ် u လို့ထားပြီးတဲ့အခါမှာဆိုတော့ du by dx ရှာမယ် du by dx ရှာမယ်ပြီးသွားရင်ဆိုတော့ဒီ dy by du ထပ်ရှာမယ် dy by du ထပ်ရှာမယ်အဲ့မှာ dy by du နဲ့ du by dx ကိုမြှောက်လိုက်မယ်မြှောက်လိုက်တဲ့အခါမှာ du နဲ့ du cancel ဖြစ်သွားတဲ့အခါမှာ dy by dx ဆိုတဲ့တန်ဖိုးပြန်ရမယ်အဲ့ဒီ chain root သုံးပြီးဆိုတော့တွေကဒီဥစ္စာကိုဖြည့်ရှင်းကြမယ်အဲ့တော့ခု bracket ရဲ့တန်ဖိုးကိုဆိုတော့ u လို့သတ်မှတ်လိုက်ပြီu လို့သတ်မှတ်လိုက်တဲ့အတွက်ကြောင့် y ကဘာဖြစ်သွားလဲဆိုတော့ y is equal to bracket ကြီးက u ဖြစ်သွားပြီ u power 4ဖြစ်သွားပြီအဲ့ဒီမှာဆိုတော့ y ကို u နဲ့ differentiate လုပ်မယ် dy by du is equal to เนาะy ကို u နဲ့ differentiate လုပ်မယ် dy by du is equal to power ရှေ့ချတစ်ကိုနှုတ်တော့ 4u power 3ဖြစ်သွားပါမယ်ကြည့်တော့ဆိုတော့dy by du ကိုရပြီပြီးတဲ့အခါမှာ du by dx ကိုထပ်ရှာမယ်เนาะ du by dx ကိုထပ်ရှာမယ် du by dx is equal to ဒီမှာ u function ကတော့ division ပုံစံနဲ့ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ quotient root သုံးမယ် division root သုံးမယ် division root ရဆိုရင်ဒီ denominator ဆိုတော့နှစ်ထပ်တင်ပေးရမှာဖြစ်တယ်အဲ့တော့အလွယ်မှတ်မှန်ဆိုတော့ဒီမှာလို့ပြောမှဆိုရင်အောက်ကိုနှစ်ထပ်တင်အောက်ထားအပေါ်ရှိအပေါ်ထားအောက်ရှိเนาะအဲ့တော့အောက်ကိုနှစ်ထပ်တင်မယ် a square plus 1 the whole square အောက်ကိုနှစ်ထပ်တင်အောက်ကိုပြန်ထားမယ် a square plus 1အောက်ကရှိတဲ့ a square plus 1ပြန်ထားမယ်အပေါ်ရှိမယ်အပေါ်မှာရှိရဲ့ a square minus 1ရှိမယ်ဆိုရင် 2x ရမှာquotient root ဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခါမရှိခင်မှာ sin က negative sin minus ကိုထည့်မယ်အဲ့တော့အောက်ကိုနှစ်ထပ်တင်အောက်ထားအပေါ်ရှိပြီးသွားအပေါ်ကိုရှိပြီးဆိုအပေါ်အကောင်ကိုမရှိရတော့ဆိုအပေါ်အကောင်ပြန်ရေးမယ် a square minus 1အပေါ်ထားအောက်ရှိအောက်မှာရှိ a square plus 1ရှိမယ် a square plus 1ရှိတဲ့အခါမှာ a square ကိုရှိရင် 2h ရမယ်ဒါ plus 1ကိုရှိရင် 0 ကတော့ plus 0ထပ်မရတော့ဘူးကြဒါဆိုရင်ဆိုတော့ du by dx ကပြီးသွားပြီเนาะကဲအဲ့ဒီခါမှာဆိုတော့တွေကအဲ့တော့ du
ဒီဥစ္စာဆိုလို့ရှင်းအောင်နားလေးပြောင်းလိုက်ပြီးတော့ရေးအောက်ကတော့ဒီတိုင်းပဲပြန်ရေးလိုက်မယ် a square plus 1 the whole square ဖြစ်သွားမယ်ကဲအပေါ်မှာဆရာတို့ဘာတူနေလဲဆိုတော့ဒီမှာ2x တူနေတယ်2x တူနေတယ်ဆိုတော့ 2x ကိုပုံထုတ်လိုက်မယ်နော် 2x ကိုပုံထုတ်လိုက်မယ် 2x ကိုပုံထုတ်လိုက်မယ်ဆိုရင်ရှေ့ပိုင်းမှာ a square plus 1 into 2x က a square plus 1ပဲချင်မယ်အနောက်မှာ 2x ကိုအပြင်ထုတ်လိုက်တဲ့အတွက်ကြောင့်ပုံထုတ်တဲ့အတွက်ကြောင့် minus ဒီ bracket ကိုဖွင့်ချလိုက်မယ်ဆိုရင် minus a square plus 1ဖြစ်သွားမယ် 2x အဲ့တော့ဒီမှာ a square နဲ့ minus a square cancel ဖြစ်သွားမှာဆိုတော့1နဲ့1နဲ့ဆိုတော့ပေါင်းလိုက်2ရအဲ့2ကအပြင်က 2x ကိုသွားမြောက်မယ်အပြင်က 2x ကိုသွားမြောက်မယ်ဆိုရင်အဲ့သူကဘာဖြစ်သွားမလဲဆိုတော့ 4h ဖြစ်သွားမယ်နော်အဲ့အောက်က denominator a square plus 1 the whole square ရမှာဒါ du by dx နော်အဲ့တော့ chain rule ကိုသုံးပြီးတော့ dy မှ dx ကိုရှာမယ်dy by dx is equal to dy by du into du by dx ဒါတော့ chain rule ရဲ့ရင်းကြီးပေါ့နော်du နဲ့ du cancel ပြန်ဖြစ်ရင်dy by dx ပြန်ချမ်းမယ်ဒါ chain rule ရဲ့ရင်းကြီးdy by du dy by du ကဒီမှာဘာထွက်ထားလဲဆိုတော့ 4u2 ထွက်ထားတယ် 4u2 into dy by dx ကကြတော့ sorry du by dx ကကြတော့ဒီမှာဆရာတို့ 4h by 4h divided by a square plus 1 the whole square ထွက်ထားပါတယ်အဲ့တော့ဆိုတော့ဒီကဒီမှာ4ပြန်ရေးမယ် u နေရာမှာ u တန်ဖို့အစားလုပ်မယ် u တန်ဖို့ကဒီမှာ a square minus 1 by a square plus 1 a square minus 1 by a square plus 1အဲ့တော့ပြီးရင်ကျုဆိုတော့အပေါ်မှာ3နဲ့ထပ်တင်မယ် into 4h divided by a square plus 1 the whole square ဒါဒီမှာကျုကိုဒီကုလုံးတင်တဲ့ကျုကြီးကိုတစ်ခုချင်းစီလိုက်တင်မယ်4 into a square minus 1 the whole cube divided by a square plus 1 the whole cube into 4a divided by a square plus 1 the whole square အဲ့ဒီမှာအောက်က denominator နှစ်ခုမြှောက်ချလိုက်မယ်ဆိုရင် a square plus 1 cube နဲ့ a square plus 1 square ကိုမြှောက်လိုက်ရင် a square plus 1 the whole to the power 5ရမယ် 4h နဲ့ 4နဲ့မြှောက်ရင် 16h ရမယ် into a square minus 1 the whole cube ရအဲ့ဒါဆိုရင်သူဖြစ်စေတဲ့ form ကသူဖြစ်စေတဲ့ form ကဒီမှာဆရာတို့ကိုအဲ့ဒါ written show သက်ပြပါဒီ 1 dx ကို copy written ရေးနိုင်အောင်ပြပါဒီ form နဲ့ရေးနိုင်အောင်ပြပါလို့ပေးထားတယ်သူရေးခိုင်းတဲ့ form မှာဆိုရင် a square minus 1 3တက်အပေါ်မှာအောက်မှာ a square plus 1 5တက်ဒီမှာ answer မှာလည်း a square minus 1 3တက်အပေါ်မှာထွက်တယ် a square plus 1 5တက်အောက်မှာထွက်တယ်သူရဲ့ခိုင်းတဲ့ form မှာဆိုရင်ဒီ bracket တွေရဲ့ရှေ့မှာ a is ပါတယ်ဆိုတော့ခု bracket ရဲ့ရှေ့မှာက68ပါတယ်ဆိုတော့သူရဲ့ခိုင်းတဲ့ form ထွက်သွားပြီသူရဲ့ခိုင်းတဲ့ form မှာဆိုရင်ဒီ a တန်ဖိုးဒီ positive integer ဖြစ်တဲ့အဲ့တော့ဒီ60ထွက်တယ်ပေါ့နော်ဒါကြောင့်ဆိုရင်ဆိုတော့သူရဲ့ခိုင်းတဲ့ form ဖြစ်ကြောင်း show သက်ပြတာပြီးသွားပါပြီ